ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့ရွှေဘုံအလုပ်သွားရင်းနေပေါ့နော်လမ်းမှာမျိုးရန်ဆိုင်နေလို့အရန်လာတဲ့မြင်ကွင်းလေးကိုတငယ်ချင်းတော်အလုံးမြင်ရဖို့ဗီဒီယိုလေးရိုက်ပေးလိုက်ပါတယ်ဗီဒီယိုမငြိမ်မသက်လေးဖြစ်နေပေါ့နော်စပိန်လေးနေနဲ့ရိုက်ရတာဆိုတော့စင်တော့တိတ်မပြေဘူးဒါပေမဲ့လက်သီးခံပြီးကြည့်ပေးကြပါနော်ဒီပိုင်းနေတက်တော်ရတော့တိတ်ပစောပြေဘူးပေါ့နော်နည်းနည်းအလုပ်တွေများနေလို့ပါအားကြောင့်လည်းအလုံးတောက်မှပါတယ်ရွှေဘုံလည်းဆက်ပြီးခင်ပြီးချစ်ပေးကြပါဦးငါအလုံးမရောက်ခင်နားလေးပေါ့နော်ဒီနားလေးမှာကစိုက်ကလေးအရန်လာစိုက်ကလေးတခုတော့ရှိတယ်ဒီစိုက်ကလေးကိုတေချာမရိုက်ပြလိုက်တော့တောင်းမှပါတယ်နောက်တစ်ခေါက်ကျရင်တေချာရိုက်ပြပေးပါမယ်ဒါကတော့အလုပ်ရောက်သွားပြီပေါ့နော်အလုပ်ရောက်ပြီးသမီးစားနားချိန်လေးမှာစာရီလေးလာနေရတယ်ပေါ့နော်အင်္ဂလိပ်စာလေးပြန်လေးလာနေရပါတယ်ဒါပေမဲ့လည်းကောင်းကောင်းမလေးလာပါဘူးနောက်ကညီမလေးကအထက်လမ်းတောင်းတော့လည်းလှည့်ပေးရပြန်အောင်အနေစကားမဆက်ရွှေဘုံပြောချင်တာလေးတခုလို့ရှိရပါတော့ရွှေဘုံရဲ့ဒီတော့အကောင့်မှာလာပြီးစကားပြောတဲ့တငယ်ချင်းတွေရှိရပါတော့တချို့တငယ်ချင်းတွေကရွှေဘုံဗမာနေရလဲတပ်ဘလောက်ရှိပြီလဲနာမည်ရင်းကဘယ်သူလဲဘာလဲညာလဲပေါ့နော်တကောင်စီစစ်လို့လာကောက်တဲ့တငယ်ချင်းတွေကိုလည်းပြောချင်ပါတယ်ရွှေဘုံကိုအဲ့ကနေလာပြောလို့ရှိရင်ရွှေဘုံကဘသူ့ကိုမှ reply မပြန်ပါဘူးဒါပေမဲ့ရွှေဘုံကတော့အများစုကပြောကြတာတော့ဘဝင်မြင့်နေတော့အောက်ရှည်လွတ်တယ်တို့တည်မလားနည်းနည်းခြေတယ်တို့ဘာလို့ညာတော့ပေါ့နော်ဒါပေမဲ့လည်းတမျိုးတော့မထင်ပါနဲ့ရွှေဘုံကစာပြန်ပေးဖို့အတွက်ကိုဘယ်လိုပြောမလဲအချိန်မရလို့ပါရွှေဘုံဒီအလုံးနဲ့အိမ်ကိုပဲတော်လေရိုက်နေတော့ရွှေဘုံမှာအချိန်ကလည်းတိတ်မရလို့ရွှေဘုံဆောင်ပြန်ပြီးတာကိုနားလဲပြီးဖို့မျှော်လင့်ပါတယ်အလုံးလည်းချစ်ပါတယ်ပေါ့နော်နောက်ထပ်ဗီဒီယိုလေးမှာလည်းရွှေဘုံမေးထားတဲ့မေးခွန်းလေးတွေကိုရွှေဘုံပြန်ဖြေပေးပါမယ်ပေါ့နော်နောက်ထပ်ဗီဒီယိုလေးကိုလည်းလိုက်ပါကြည့်ရှုပေးပါဦးရှင်အလုံးချစ်ပါတယ်ဘိုင်ဘိုင်